ခြင်းအစီအစဉ်ဖြစ်ပါတယ်ရှင် According to Item 7, it is time for our program for presenting awards. National ICT Awards 2025 Educational Project and Skills ပြိုင်ပွဲစုများကိုချီးမြှင့်ပေးပါရန်မြို့နယ်ပညာရေးမှူးကိုဖိတ်ခေါ်အပ်ပါတယ်ရှင် We respectfully invite Township Education Officer to present the awards. National ICT Awards 2025 Educational Project and Skills ပြိုင်ပွဲခရိုင်အဆင့်ပထမရရှိသောအလယ်တန်းပြဆရာမထောင်စိုးကလေးအောင်ဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင်ခရိုင်အဆင့်ပထမရရှိသောအပင်ထိန်မှာဆရာမဒေါ်မြင့်မြတ်ဘူးဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင်ခရိုင်အဆင့်ပထမရရှိသောအပင်ထိန်မှာဆရာဦးစောမြင့်မြတ်ဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင် We would like to invite Sir Uso Minya from Admin Chains to receive the awards. We would like to invite Uju Waiton to receive the award. We would like to invite Mr. Dososo to receive the award. We would like to invite Sir Wu Ang Yukyo to receive the award. We would like to invite Sir Ubong Yabai from Admin Chains to receive the award. ဆုများကိုချီးမြှင့်ပေးပါသောမြို့နယ်တင်များပြည်သူဟာကျေးဇူးတင်ရှိပါတယ်ရှင်Educational Project and Skills ပြိုင်ပွဲခရိုင်အဆင့်တတိယဆုဝလက်ရင်းနှီးအကျိုးဘောလုံးပြိုင်ပွဲအနေနဲ့ဒုတိယဆုရရှိသော Grade 7 မှာမောင်စောထက်နိုင်ဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင် National ICT Awards 2025 Educational Project and Skills ပြိုင်ပွဲခရိုင်အဆင့်တတိယဆုအာဇာနည်နှင့်အထိမ်းအမှန်စာရင်းစာကုန်ဒုတိယဆုကမ္ဘာဆရာများနှင့်အထိမ်းအမှန်စာရင်းစာကုန်ကျောင်းစဉ်ဆုရရှိသော Grade 7 မှာမန်လေးစုစုချမ်းဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင် National ICT Awards 2025 ICT Skills ပြိုင်ပွဲမြို့နယ်အဆင့်ဆုရရှိသော Grade 5 မှာမန်ကြီးပြာထုံးဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင် We would like to invite Nadi Vidyathon from Grade 5 to receive the award. National ICT Awards 2025 ICT Skills ပြိုင်ပွဲမြို့နယ်အဆင့်ဆုရရှိသော Grade 5 မှာမတ်ဆောင်းလင်ပြီးဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင် National ICT Awards 2025 ICT Skills ပြိုင်ပွဲမြို့နယ်အဆင့်ဆုရရှိသော Grade 4 မှာမောင်ဝိုင်းလာပြီးမှာဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင်ဆုများကိုချီးမြှင့်ပေးပါသောကျောင်းဆရာကြီးဦးဆန်းလင်အားကျေးဇူးတင်ရှိပါတယ်ရှင်မြို့နယ်ရင်းနှီးအထိမ်းအမှန်စာရေးစာကုန်မြို့နယ်အဆင့်တတိယဆုမြို့သားအောင်ပွဲနှင့်အထိမ်းအမှန်ကဗျာဒုတိယဆုမြို့နယ်ရင်းနှီးအထိမ်းအမှန်ကဗျာပထမဆုရရှိသော Grade 7 မှာမတ်တိုးရည်အောင်နိုင်ဆုလက်ငယ်ရယူမှာဖြစ်ပါတယ်ရှင်စေဆိုင်ကကောပထမဆုရရှိသော Grade 7 မှာ Grade 10 မှာမတ်စမဲ့ရတနာဆုလက်ငယ်ရယူမှာဖြစ်ပါရဲ့ရှင်။အော်ဒါရဲ့အထက်ရဲ့အထက်တန်းအဆင့်စာသင်စာကုန်းဒုတိယဆုကမ္ဘာဆရာများနဲ့အထက်ရဲ့စာသင်စာကုန်းကျောင်းအဆင့်ဆုလွတ်လပ်ရေးနဲ့အထက်ရဲ့စာသင်စာကုန်းဒုတိယဆုရရှိသော Grade 10 မှာမတ်ရုံးပြည့်ပူရှန်ဆုလက်ငယ်ရယူမှာဖြစ်ပါရဲ့ရှင်။ Grade 11 မှာမတ်မြတ်ကျယ်စင်လေးဆုလက်ငယ်ရယူမှာဖြစ်ပါရဲ့ရှင်။ We would like to invite Mat Nyatyasin from Grade 11 to receive the award.
ပေးပါတော့ဆရာမကြီးဒေါ်လဲအောင်ပါအားကျေးဇူးတင်ရှိပါရဲ့ရှင်အာဇာနည်နဲ့အထက်ရမှန်အလဲတန်းအစစ်စာရေးစာကုန်းပထမဆုံးရရှိသော grade 9မှာမတ်ရွှေနာပြည့်မင်းဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်အာဇာနည်နဲ့အထက်ရမှန်အလဲတန်းအစစ်စာရေးစာကုန်းတတိယဆုံးရရှိသော grade 7မှာမတ်အီကိုဆိုဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်အာဇာနည်နဲ့အထက်ရမှန်ဘူလာရန်အစစ်စာရေးစာကုန်းပထမဆုံးအမျိုးသားအပွဲနေ့အထက်ရမှန်စာရေးစာကုန်းဒုတိယဆုံးလွတ်လပ်ရေးနေ့အထက်ရမှန်စာရေးစာကုန်းဒုတိယဆုံးရရှိသော grade 5မှာမတ်သုံးရှင်စီဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်အာဇာနည်နဲ့အထက်ရမှန်ဘူလာရန်အစစ်စာရေးစာကုန်းဒုတိယဆုံးရရှိသော grade 4မှာမတ်သိန်းရနံ့ကိုဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်အာဇာနည်နဲ့အထက်ရမှန်ကြပြပထမဆုံးအမျိုးသားအပွဲနေ့အထက်ရမှန်ကြပြပထမဆုံးရရှိသော grade 10မှာမတ်ချစ်စုဝေဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mercy Siwei from grade 10 to receive the award. သူများကိုချီးမြှင့်ပေးပါတော့ဆရာကြီးဦးကြည်လေးအားကျေးဇူးတင်ရှိပါတယ်ရှင် Thank you, Sia Yuchi, for presenting the award. အတေးမှန်ကြပြပထမဆုံးရရှိသော grade 11မှာမောင်ဝေရန်လေးနဲ့ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Mao Wei and Lin from grade 11 to receive the award. ကြပြတတိယဆုရရှိသော grade 8မှာမတ်ကျူစင်သိစုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mao Kusin Bengsu from grade 8 to receive the award. အာဇာနည်ရဲ့အမေနဲ့စာတန်းစကားပြောတဲ့ဝေပထမဆုလွတ်လပ်ရေးနေ့အစိုးအမနာတတိယဆုရရှိသော grade 4မှာမတ်ကျူလူရှော့တဲ့ဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်အာဇာနည်ရဲ့အမေနဲ့စာတန်းစကားပြောတဲ့ဝေဒုတိယဆုအမျိုးသားအပွဲနေ့အမေနဲ့စာကြည့်စာကုန်းပထမဆုလွတ်လပ်ရေးနေ့အမေနဲ့စာကြည့်စာကုန်းဒုတိယဆုရရှိသော grade 11မှာမတ်လေးနဲ့ဝေဝါဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်We would like to invite Mr. Michael from grade 11 to receive the award. အာဇာနည်ရဲ့အမေအထက်တန်းစစ်ဗတိပထမဆုရရှိသော grade 10မှာမောင်ကောင်းပြည့်ကျော်ဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mao Gaojiao from grade 12 to receive the award. အာဇာနည်ရဲ့အထက်ရမှန်အထက်တန်းစစ်ဗတိကရိယာစုအမျိုးသားအပွဲနေ့အထက်ရမှန်ကြပြဒုတိယဆုရရှိသော grade 10မှာမတ်ခိုင်စာလေးဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mark Aizali from grade 10 to receive the award. သူများကိုချီးမြှင့်ပေးပါတော့ဒုတိယမြို့နယ်ပညာရေးမှမမြင့်နိုင်လို့ကျေးဇူးတင်ရှိပါတယ်ရှင်။အာဇာနည်နဲ့အထိမ်းအမှန်အလဲတန်းစစ်ပကြီးပထမဆုရရှိသော grade 6မှာမတ်ရရီလာဝဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်။အာဇာနည်နဲ့အထိမ်းအမှန်အလဲတန်းစစ်ပကြီးဒုတိယဆုအမျိုးသားအပွဲနေ့အထိမ်းအမှန်စာရေးစာကုန်းပထမဆုရရှိသော grade 7မှာမတ်မေတီကဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင်။ We would like to invite Matt Lady from grade 7 to receive the award. အာဇာနည်ရဲ့အထိမ်းအမှန်ဘူလာရန်အစစ်ပကြီးပထမဆုရရှိသော grade 4မှာမတ်လေးသူရနိုဆုခံရယူမှာဖြစ်ပါရဲ့ရှင်။ We would like to invite Matt Lady from grade 4 to receive the award. အာဇာနည်ရဲ့အထိမ်းအမှန်ဘူလာရန်အစစ်ပကြီးဒုတိယဆုလွတ်လပ်ရေးနေ့အကျိုးအကစားရရှိသော grade 5မှာမတ်လေးတော်လာဆုခံရယူမှာဖြစ်ပါရဲ့ရှင်။
ပါသောဒရိုက်တာဒေါ်ဝင်းမာပလဲအားကျေးဇူးတင်ရှိပါတယ်ရှင် Thank you, Director Dawei Mabule, for presenting the awards. အာသာဒီနေ့အချိန်မှာမူလာတဲ့အစီအကြီးတရားစုရရှိသောဂိတ်ဘောမှာမောင်မြန်လေးလက်ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Mao Yan Lin from Grade 4 to receive the award. We would like to invite Ma Hu Lady Cho from Grade 2 to receive the award. We would like to invite Ma Ao Yan from Grade 3 to receive the award. ဆုများကိုချီးမြှင့်ပေးပါတော့ဒရိုက်တာဒေါ်ခွင့်အားကျေးဇူးတင်ရှိပါတယ်ရှင်။ကျောင်းတက်မှရေးထိန်မှာဆေးရောက်တဲ့ပြန်ပဲကျောင်းဆေးဆွေးရရှိသောဂိတ်ကြီးမှာမန်ဤဆုမြတ်ရိုးဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင်။ကလာဆရာများရဲ့အချိန်မဲ့ကျောင်းဆေးကြရာစုလွတ်လပ်ရေးနေ့အချိန်မဲ့ကြရာတရားဆုရရှိသောဂိတ်အိမ်မှာမန်ရိုးရပုံသေးဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင်။ မျိုးသားအဝေးအထိပ်မဲ့အထက်တန်းအစီစာစီဆောင်ကိုဒုတိယဆုရရှိသောဂိတ်11မှာပတ်သက်ဆုကိုဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Zizan from Grade 11 to receive the award. အမျိုးသားအဝေးအထိပ်မဲ့အထက်တန်းအစီစာစီဆောင်ကိုဒုတိယဆုရရှိသောဂိတ်10မှာပတ်သက်ပြီးလူထိုင်ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Yu Tai from Grade 10 to receive the award. ဆုများကိုချီးမြှင့်ပေးပါတော့ဦးကျော်သူကကျေးဇူးတင်ရှိပါတယ်ရှင် Thank you. မျိုးသားအဝေးနေ့အချိန်မဲ့အလဲတန်းအစီစာစီဆောင်ကိုဒုတိယဆုဒုတိယနေ့အချိန်မဲ့စာစီဆောင်ကိုပထမဆုရရှိသောဂိတ်10မှာပတ်သက်တော်ဝတီနေ့ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင်အမျိုးသားအဝေးနေ့အချိန်မဲ့အလဲတန်းအစီကြရာပထမဆုရရှိသောဂိတ်8မှာပတ်မေဆုမြတ်တွေဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင်အမျိုးသားအဝေးနေ့ချိန်မဲ့အလဲတန်းအစီကြရာတရားဆုရရှိသောဂိတ်10မှာမတ်ဆုမြတ်တွေခိုင်းဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Sunya Kikai from Grade 6 to receive the award. အမျိုးသားအဝေးနေ့အချိန်မဲ့အလဲတန်းစီစာစီဆောင်ကိုတတိယဆုလူလက်ရည်နေ့အချိန်မဲ့စာစီဆောင်ကိုတတိယဆုလူလက်ရည်နေ့အကျိုးဘောလုံးပြိုင်ပွဲငယ်တဲ့ပထမဆု Grade 5မှာမောင်နေခန့်သူဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Min Tapu from Grade 5 to receive the award. ဆုများကိုချီးမြှင့်ပေးပါတော့ဆရာဦးမြတ်ကျော်အားကျေးဇူးတင်ရှိပါတယ်ရှင် Thank you, Sir John, for presenting the awards. လူလက်ရည်နေ့အချိန်မဲ့အလဲတန်းစီကြရာဒုတိယဆုရရှိသောဂိတ်10မှာမတ်ချောင်းဆုနဲ့ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Chelsea Suman from Grade 7 to receive the award. အ
စာကုန်ဒုတိယဆုရရှိသော Racing မှာမတ်စံထိန်ခါဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Ma Santeka from grade 6 to receive the award. ဒုတိယနေ့အချိန်ပတ်လေရန်စေစာစုစာကုန်တတိယဆုရရှိသော Racing မှာသစ္စာကုန်ကိုဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Ma Isakoko from grade 6 to receive the award. ဆုများကိုချီးမြှင့်ပေးပါလို့ဆရာမတော်ပြည့်ပြည့်ခင်အားကျေးဇူးတင်ရှိပါတယ်ရှင် Thank you, Siama Dominic Kim, for presenting the awards. ဒီအကျိုးအားကစားပြိုင်ပွဲပထမဆုရရှိသော KG ကမောင်ဆိုင်တီဟာစာပြီးဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Saidi Hasani from KG to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲဒုတိယဆုရရှိသော KG ကမောင်ဘုံရက်တာဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Bohya from KG to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲတတိယဆုရရှိသော KG မှာမတ်ပြိုထူးဆန်းတဲ့ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Pyofi Changye from KG to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲပထမဆုရရှိသော Great One မှာမတ်ရွှေဖွေဦးဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Shui Sen-yu from grade 1 to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲဒုတိယဆုရရှိသော Great One မှာမတ်တင်စာကိုအောင်ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Pezamyo from grade 1 to receive the award. ဆုရကိုကြည့်ပြီးပါတော့ဆရာဦးရဲလေးအောင်အားကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ရင်းနေအားကစားပြိုင်ပွဲပထမဆုရရှိသော Great One မှာမတ်တင်စာကိုဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲဒုတိယဆုရရှိသော Great One မှာမောင်အောင်ရဲဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Amina from grade 2 to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲတတိယဆုရရှိသော Great One မှာမတ်ဆုတိတ်ကြီးတွင်ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Su Deng-yin from grade 2 to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲပထမဆုရရှိသော Great One မှာမောင်ထက်ခဲကိုဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Kante-mo from grade 3 to receive the award. ဆုများကိုချီးမြှင့်ပေးပါတော့ဆရာကောင်းဦးအောင်အားကျေးဇူးတင်ရှိပါတယ်ရှင်ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲဒုတိယဆုရရှိသော Great One မှာမတ်ဂရောင်းတိုင်းဆုံးဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Yong Baisong from grade 3 to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲတတိယဆုရရှိသော Great One မှာမောင်ချိုနီပြည့်စုံဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We would like to invite Ma Juni Bizong from grade 3 to receive the award. ဒီနေ့ရင်းနေအကျိုးအားကစားပြိုင်ပွဲပထမဆုရရှိသော Great One မှာမောင်ကျန်လေးခါညအောင်ဆုလက်ခံရယူမှာဖြစ်ပါတယ်ရှင် We
like to invite Mom Lisa and Mom from grade 4 to receive the award. လူလက်ရင်းနဲ့အကျိုးအားကစားပြန်တွင်ဒုတိယဆုရရှိသောဂိမ်းပေါ်မှာအောင်ဖြစ်ပိုင်းဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Kipan from grade 4 to receive the award. လူလက်ရင်းနဲ့အကျိုးအားကစားပြန်တွင်ပထမဆုရရှိသောဂိမ်း5မှာအဆုနဲ့လုံးနှင့်ဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Ma Sunya Morutin from grade 5 to receive the award. လူလက်ရင်းနဲ့အကျိုးအားကစားပြန်တွင်တတိယဆုရရှိသောဂိမ်း5မှာမတ်ရလုံးနှင့်ဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Morutin from grade 5 to receive the award. ဆုများကိုကြည့်ပြီးပါတော့ဆရာဦးဖေရလေးကကျေးဇူးတင်ရှိပါရှင် We would like to invite Mom Lisa from grade 4 to receive the award. ဒီနေ့ဒီနေ့ကိုပေါ်လို့ဆက်လို့တရားဆွေးနွေးရှိတော့တဲ့ဘယ်မှာအောင်လို့ဖြစ်ဘူးဆက်ခံရမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Lisa from grade 11 to receive the award. ဒီနေ့ဒီနေ့အကျိုးပေါ်လို့ပြန်ပြီးအကြီးတန်းအစစ်ပထမဆုရရှိတော့ဝိလေဘမှာမောင်ဝင်ဖက်ဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Lisa from grade 11 to receive the award. ဒီနေ့ဒီနေ့အကျိုးပေါ်လို့ပြန်ပြီးအကြီးတန်းအစစ်ပထမဆုရရှိတော့ဝိထံမှာမောင်စောကျူးလူလူဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Soju Lee from grade 10 to receive the award. ဒီနေ့ဒီနေ့အကျိုးပေါ်လို့ပြန်ပြီးအကြီးတန်းအစစ်ပထမဆုရရှိတော့ဝိထံမှာမောင်ဝင်ဖက်ကိုဆုလက်ခံရယူမှာဖြစ်ပါရဲ့ရှင် We would like to invite Mom Lee from grade 10 to receive the award. ဆုများကိုကြည့်ပြီးပါတော့လေးနဲ့ကိုယ်ပိုင်ထိုင်တဲ့ကြောင်းမှာပေါတာအားကျေးဇူးတင်ရှိပါရဲ့ရှင် Thank you and we invite this performer for presenting the awards. လွတ်လပ်ရေးနဲ့အကျိုးဘောင်းကန်တွေနဲ့အကြီးအကျယ်ပထမဆုံးရရှိသောဝေဒနာမောင်ဝရမင်းဆုလက်ခံရမှာဖြစ်ပါခင်ဗျာ How we made it from Rachel to the world. လွတ်လပ်ရေးနဲ့အကျိုးဘောင်းကန်တွေအကြီးအကျယ်ပထမဆုံးရရှိသောဝေဒနာမောင်ပြပြကျော်ဆုလက်ခံရမှာဖြစ်ပါခင်ဗျာ We would like to invite Mommy Pujo from Rachel to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းကန်တွေအကြီးအကျယ်ဒုတိယဆုံးရရှိသောဝေဒနာမောင်ဝရဆုလက်ခံရမှာဖြစ်ပါခင်ဗျာ We would like to invite Maui Yan from grade 11 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းကန်တွေအကြီးအကျယ်ဒုတိယဆုံးရရှိသောဝေဒနာမောင်ကောင်းတဲ့ကိုဆုလက်ခံရမှာဖြစ်ပါခင်ဗျာ We would like to invite Mount Carmel Popo from grade 11 to receive the award. ဆုများကိုချီးမြှင့်ပါတော့ဘုရားတော်ဖြစ်ပါစေခင်ဗျာ On ourလွတ်လ
လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲကြီးကားစဉ်ဒုတိယဆရာရှိသောဝေးမှာမောင်ရရှိကိုဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Maya Chiu from grade 8 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲကြီးကားစဉ်ဒုတိယဆရာရှိသောဝေးမှာမောင်ရုံးနဲ့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mong Yong from grade 8 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲကြီးကားစဉ်ဒုတိယဆရာရှိသောဝေးမှာမောင်ရုံးကဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mong Yong from grade 12 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအကြီးတန်းစဉ်ဒုတိယဆရာရှိသောဝေးမှာမောင်ဟန်တို့သောဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mong Han Jung from grade 10 to receive the award. ဆရာတော်ကြီးတွေကတော့ဥကြသိန်းတို့အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီအကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်ကျော်ရင်နဲ့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Zedong from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်နေရဲ့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Yang from grade 6 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်ဆိုင်ကိုဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Zedong from grade 6 to receive the award. ဘယ်လိုရင်းနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်အောင်နဲ့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Zedong from grade 6 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာအောင်ပြည့်စုံတို့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Aung-kit from grade 6 to receive the award. ဆရာကိုချစ်မြတ်ပါတော့ဆရာအောင်ကျော်သူကကျေးဇူးတင်ပါဗျာလွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်စင်မျိုးကိုဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Zedong from grade 4 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်ကျော်တဲ့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mandana Sede from grade 4 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်ပိုင်တော်တို့ဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Zedong from grade 5 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းပြန်ပွဲအငယ်တန်းစဉ်ပထမဆရာရှိသောဝေးဆက်မှာမောင်ဖုံးရဝဲဆုလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ We would like to invite Mao Hong-henry from grade 5 to receive the award.
ပါတော့ဆရာကောင်းဆောင်ကကျေးဇူးတင်ရှိပါတယ်ခင်ဗျာလွတ်လပ်ရေးနဲ့အကျိုးဘောင်းနဲ့ပဲငယ်ရတဲ့ဒုတိယဆီရောက်ရှိတော့ရိတ်ဆက်ကမှဘောင်းမေးချင်သူဆက်လက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ Would like to invite Mountain Bindu from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းနဲ့ပဲငယ်ရတဲ့ဒုတိယဆီရောက်ရှိတော့ရိတ်ဆက်ကမှဘောင်းပြီးတော့ဆက်လက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ Would like to invite Mountain Jama from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းနဲ့ပဲငယ်ရတဲ့ဒုတိယဆီရောက်ရှိတော့ရိတ်ဆက်ကမှဘောင်းပြီးတော့ဆက်လက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ Would like to invite Mountain Light from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောင်းနဲ့ပဲငယ်ရတဲ့ဒုတိယဆီရောက်ရှိတော့ရိတ်ဆက်ကမှဘောင်းဆက်လက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ Would like to invite Mama from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောလုံးနဲ့ပဲငယ်ရတဲ့ဒုတိယဆီရောက်ရှိတော့ရိတ်ဆက်ကမှဘောင်းဆက်လက်ဆီလက်ခံရမှာဖြစ်ပါတယ်ခင်ဗျာ Would like to invite Mountain Bindu from grade 7 to receive the award. လွတ်လပ်ရေးနဲ့အကျိုးဘောလုံးနဲ့ပဲ